YouTube ဘော်ဒါတွေအားလုံးပဲမင်္ဂလာပါဒါတော့စနေနေ့နေ့လည်စာလေးပါ29ရက်စနေနေ့ပေါ့ဗျာဒီနေ့နေ့လည်စာလေးပါဒါကြက်ဥကိုကျွန်တော် half price ကြုံပြီးတော့ပြန်ချက်ထားတာအဲဒီကတော့ကိုက်လန်ကြောပါခင်ဗျာကိုက်လန်ကြောစိမ့်စုလေးမိုက်တယ်ဗျာတရုတ်ဆိုင်အကျော်တဲ့ပုံစံမျိုးပေါ့ကိုက်လန်ကြောပါကြအားလုံးပဲထမင်းစားကြအောင်တော့ကျွန်တော်လည်းတူအဲ့ဒါတော့အော်ဆွန်းတော့ပါခင်ဗျာအော်ဆွန်းတော့ပါခင်ဗျာအော်ဆွန်းတော့အဲ့ဒါတော့ကျွန်တော်တို့ဘူးဒီဟင်္ကားလေးပါခင်ဗျာဘူးဒီဟင်္ကားတရုတ်နန်းလေးခတ်ထားရဘူးဒီဟင်္ကားလေးမှုရင်တော့ကဲအားလုံးပဲထမင်းစားကြပါအောင်နော်ထမင်းစားကြပါအောင်ကျွန်တော်ဗီဒီယိုကိုအဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ဗျာကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်နော်အားလုံးကျေးဇူးတင်ပါတယ်ဗျာဒါစနေနေ့နေ့လည်စာလေးပါဒီဇင်ဘာလ29ရက်နေ့ကဲနှစ်တည်းလည်းကူးတော့ပါမယ်ခင်ဗျာ2025ကုန်ဆုံးပြီ2026ကိုရောက်ရှိပါတော့မယ်တိတ်မကြတော့ပါဘူးနောက်4ရက်နေ့ကျွန်တော်တို့နှစ်တည်းကိုရောက်ပါတော့မယ်ကဲအားလုံးပဲဘိုင်ပါဗျာ